ဒါပေမဲ့သူတို့ညီမနှစ်ယောက်မတိလိုက်တာကအမှောင်ထုတွေကတစ္ဆာဖောက်မှုအန္တရာယ်ကြီးဟာသူတို့စီကိုတရွေ့ရွေ့ရောက်ရှိလာနေတာပါသူတို့ကိုငွေပေးပြီးခိုင်းခဲ့တဲ့နည်းပညာကုမ္ပဏီကဒုဥက္ကဋ္ဌတစ္ဆာဖောက်ကြီးဟာအမှုမှန်ပေါ်မှာဆိုလို့တက်တေဖြောက်တဲ့အနေနဲ့ညီမနှစ်ယောက်လုံးကိုတက်ပစ်ဖို့လူမိုက်ကိုင်းအဖွဲ့ကြီးကိုဆေလွတ်လိုက်ပါတယ်ကန်ဆိုးကျင်တော့အဲ့ဒီအချိန်မှာညီမဖြစ်သူဟာအမဖြစ်သူကိုတောင်းပန်စကားပြောပြီးပန်းစည်းပေးဖို့အတွက်အပြင်ထွက်ပြီးပန်းစည်းဝယ်လာပါတယ်အပြင်ထွက်မှာရှိစဉ်အခါဆုံးထောက်မလေးကရိပ်မိသွားပြီးကားနဲ့အပြိုင်ဆိုင်မရောင်းကလိုက်လာပါတယ်အမဖြစ်သူလင်းဟာအိမ်မှာတယောက်တည်းကြံရှိနေခဲ့တဲ့အချိန်မှာလူမိုက်ရပေါင်းများစွာဟာအိမ်ထဲကိုတနက်တွေဓားတွေနဲ့အတင်းဝင်ရောက်စီးနှင်းပြီးလင်းကိုတက်ဖို့ဝိုင်းရံကြပါတော့တယ်တစ်ဖက်မှာလည်းညီမဖြစ်သူဟာသွားဖို့လမ်းမသိတဲ့အတွက်အမဖြစ်သူကိုအကူအညီတောင်းပါတယ်။အမဖြစ်သူဟာညီမဖြစ်သူဒုက္ခရောက်နေတာသိတဲ့အတွက်ညီမဖြစ်သူကိုကူညီရင်းလင်းဟာအိမ်ထဲသို့ဝင်လာသမျှရန်သူတွေကိုသူမရဲ့ထိတ်တန်းကိုခံပညာတွေအိမ်ထဲကတွေ့ရပစိန်တွေတနက်တွင်ပရိဘောဂတွေကိုသုံးပြီးဝင်လာသမျှရန်သူတွေကိုသွေးအိမ်ထွန်းအောင်ရဲရဲဝံ့ဝံ့တကူတော်ခုခံတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့အင်အားချင်းရာနဲ့ချီကွာခြားလွန်ပြီးညီမဖြစ်သူကိုကူညီရင်းနဲ့ခနာကိုယ်တစ်ခုလုံးဒဏ်ရာတွေနောက်ဆုံးမှာတော့တစ္ဆာဖောက်တွေရဲ့ရဲရဲဆက်ဆက်ပစ်ခတ်မှုကြောင့်အသက်ပြောက်သွားခဲ့ရရှာပါတယ်။ညီမဖြစ်သူဟာအမအကူအညီနဲ့ရန်သူလက်ကနေလွတ်မြောက်ပြီးပျော်ရွှင်စွာနဲ့ပန်းစည်းကိုကင်ကာအိမ်ထဲသို့ဝင်လာပါတယ်။ညီမဖြစ်သူအိမ်ထဲရောက်တဲ့အခါမှာတော့အသက်မရှိတော့ဘဲသွေးအိမ်တွေနှင့်ပြည့်နေတဲ့အမဖြစ်သူရဲ့ရုပ်အလောင်းကိုတွေးလိုက်ရပါတယ်။အာရှုဟာအမဖြစ်သူရဲ့ရုပ်အလောင်းကိုပွေ့ပိုက်ပြီးကဘာကြီးတစ်ခုလုံးပြိုလဲသွားသလိုခံစားလိုက်ရပြီးကြေကွဲဝမ်းနည်းစရာငိုကြွေးတန်တွေကနေရန်သူတွေကိုအပိုင်းပိုင်းတက်ဖြတ်ပစ်မဲ့နာကြီးချက်ဒေါသတွေအဖြစ်ပြောင်းလဲသွားပါတော့တယ်။အသက်ထက်ချရတဲ့အမဖြစ်သူလင်းကိုဆုံးရှုံးလိုက်ရတဲ့အာရှုဟာရခင်ကလိုကွန်ပျူတာနောက်ွယ်ကနုနယ်ပြီးအကာအကွယ်မဲ့တဲ့မိန်းကလေးမဟုတ်တော့ပါဘူး။သူမဟာအမရဲ့ကလဲ့စားကိုသွေးချင်းချင်းနေအောင်ခြေဖြတ်ဖို့အတွက်ဖခင်ဖြစ်သူရဲ့ဂျိုဒုစနစ်ဝေါ်ဒီကိုပြန်လည်အသုံးပြုပြီးအစစ်မြစ်လက်နက်ဆန်းတွေဘုံတွေကိုဒေါသတကြီးပြင်ဆင်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲအမှုလိုက်ပါရမီရှင်စုံထောက်မလေးကုံဟာအာရှုရှိရာကိုရောက်လာပြီးဥပဒေအရဖမ်းဆီးဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့တကယ်အဓိကတရားခံအစ်စ်ကနီးပညာကုမ္ပဏီကဒုဥက္ကဋ္ဌတစ္ဆာဖောက်ကြီးဖြစ်မှန်းနဲ့လင်းတို့ညီမနှစ်ယောက်မတရားကောက်ကျစ်မှုခံလိုက်ရမှန်းသိသွားတဲ့အခါမှာတော့စုံထောက်မလေးကုံဟာရဲတစိတ်ကိုဘေးဖယ်ပြီးစစ်မှန်တဲ့တရားမျှတမှုအတွက်အာရှုနဲ့လက်တွဲဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။မင်းအမအတွက်ငါတို့အတူတူလက်စားချေကြမယ်ဆိုပြီးတေဆုံးသွားတဲ့အမဖြစ်သူလင်းရဲ့တိုက်ခိုက်ရေးနေရာမှာစုံထောက်မလေးကုံကအစားဝင်ပြီးညီမဖြစ်သူအာရှုရဲ့ခိရှိပြေးကွန်ပျူတာထောက်ပံ့မှုတွေနဲ့အတူရန်သူဗဟိုချက်ဂူဘေးမန်ကြီးစီကိုအပြက်ရှင်းဖို့အဖြူရောင်ဝစ်စုံစင်တူတွေနဲ့တူတူချီတက်သွားကြပါတော့တယ်။စသိမ်းပိုင်းမှာတော့တကယ်ကိုရင်သက်ရှုမောပွဲကဘာကျော်တမိုင်းဝင်ကာတာနာဓာပွဲကြီးနဲ့တနက်ပစ်ကွက်တွေကိုမြင်တွေ့ရမှာပါ။အာရှုရဲ့ကွန်ပျူတာကင်မရာဖြတ်တောက်မှုအကူအညီနဲ့အတူစုံထောက်မလေးကုံဟာရန်သူဗဟိုချက်ထဲကိုအကြောက်လန့်မရှိဖောက်ထွင်းဝင်ရောက်သွားပြီးသူမတို့ကိုဝိုင်းရံထားတဲ့လူမိုက်ရာပေါင်းများစွာကိုအစိမ့်မြင့်ကိုခံပညာတွေဓာတ်ကွက်တွေနဲ့တယောက်မကျန်တုတ်တင်ရှင်းလင်းပစ်ပါတယ်။ရန်သူအဆောက်အဦတစ်ခုလုံးသွေးချင်းချင်းနေပြီးမြေလံမတက်တိုက်ခိုက်ပြီးနောက်ဆုံးမှာတော့မဖြစ်သူလင်းကိုရဲရဲဆက်ဆက်တက်ခိုင်းခဲ့တဲ့တရားခံအစ်စ်ဒုဥက္ကဋ္ဌကြီးကိုနေရာမှာတင်အပိသက်ကားလဲစားချေစသိမ်းပေးလိုက်နိုင်ခဲ့ပါတယ်။အရာအလုံးပြီးဆုံးသွားတဲ့အခါမှာတော့စုံထောက်မလေးကုံဟာတရားဥပဒေထက်တန်ရောစင်နဲ့တရားမျှတမှုကိုရှေ့တန်းတင်ပြီးအာရှုကိုဖမ်းဆီးခြင်းမပြုဘဲလွတ်လပ်ခွင့်ပေးခဲ့ပါတယ်။အာရှုဟာအတိတ်ကနာကျင်စရာအရေးမီးတွေကိုထားရိတ်ခဲ့ပြီးမိုးကုတ်ဆက်ဝိုင်းအလွန်အဝေးတနေရာစီကိုလွတ်လပ်စွာထွက်ခွာသွားပါတော့တယ်။ပရိသတ်ကြီးလည်းဒီကဏ္ဍဝင်ဟောင်ကောင်မျိုးသမီး action ကားကြီးကိုသဘောကျတယ်ဆိုရင် like subscribe လေးလုပ်ပြီး comment မှာမျှဝေပေးခဲ့ကြပါဦး။ Midnight Story Recap ကိုအစကနေအဆုံးထိစိတ်ရှည်လက်ရှည်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။